အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဒီ endoscopy unit ကိုရောက်နေတယ်ပေါ့နော်ဆိုတော့ဒီ endoscopy ဆိုတာဗမာလိုပြောမယ်ဆိုလို့ရှိရင်ဒါအစာအိမ်မှန်မြောင်းနေဥမာကြီးမှန်မြောင်းနေကြည်တဲ့နေရာပေါ့နော်ဆိုတော့ဘူတုတရအောင်ကျွန်တော်ဒီမှာနည်းနည်းရှင်းပြသွားမယ်နော်ဆိုတော့ဒါကတော့ခုနပြောတဲ့ scope ပေါ့နော်ဒါမှန်မြောင်းလို့ခေါ်တယ်ဆိုတော့ဒီဟာကတော့ဒါဆက်ကိုသွားတက်မယ်ဟာဒါကတော့ဒီအပိုင်းကလူရဲ့ကိုယ်ထဲကိုဝင်သွားမဲ့ဟာပေါ့နော်ဒါကတော့အစာအိမ်မှန်မြောင်းနော်အစာအိမ်မှန်မြောင်းဆိုလို့ရှိရင်ဥမာကြီးမှန်မြောင်းနဲ့ရှင်လို့ရှိရင်သူကနည်းနည်းပို့ပြီးတော့တိုတယ်ຢာလေးကိုတစ်ချက်နော်ဆိုရင်သူက1 မီတာရှိတယ်နော်1 မီတာဆိုပမာလို့ဆိုရင်3 ပေလောက်ရှိတယ်100 cm ရှိတယ်နော်ဆိုတော့ဒီမှန်မြောင်းရဲ့ take လေးကိုတစ်ချက်လေးပြပေးနော်မှန်မြောင်းရဲ့ take လေးမှာဆိုလို့ရှိရင်ဘာရှိတယ်ဆိုတော့သူကအလင်းရောင်ရှိတယ် light channel လို့ခေါ်တယ် light source လို့ခေါ်တယ်အလင်းရောင်ရှိတယ်เนาะ suction channel ရှိတယ် walking channel ရှိတယ်ဆိုတော့ဒီမှာအပေါက်ကလေးရှိမယ်เนาะနောက်ဒီထိပ်မှာ camera ပါတယ်เนาะဟုတ်ပြီเนาะဆိုတော့ကျွန်တော်တို့က scope ကိုလူရဲ့ဥထဲမှာဘယ်လို control လုပ်လဲဆိုရင်ဒီဟာလေးကိုတစ်ချက်ပြเนาะဥထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာလေးကိုလုပ်ပြီးတော့ဒီမှာအပေါ်အောက်ကစားလို့ရတယ်เนาะနောက်ဒီဘယ်ညာကလည်းဒီမှာကစားတဲ့ဟာလေးတွေပါတယ်เนาะဆိုတော့ကျွန်တော်တို့ scope ကိုပေါင်းမယ်ဆိုရင် lens နဲ့ထည့်မယ်ဒီမှာအပေါ်အောက်ဘယ်ညာကစားသွားတာပေါ့เนาะဟုတ်ပြီเนาะ okay ဒါကတော့ scope နဲ့ပတ်သက်တဲ့ကိစ္စပေါ့เนาะအဲ့တော့ scope room တစ်ခုမှာဆိုရင်ဒါလူနာဒီပေါ်မှာလှဲနေမှာပေါ့เนาะများသောအားဖြင့်ကျွန်တော်တို့ဘေးဆောင်ပဲကြည့်တယ်เนาะဆိုတော့ဒါ scope ရဲ့ monitor နှစ်ခုရှိတယ်ပေါ့နော်ဆိုတော့ဒီ set ဆိုလို့ရှိရင်ဒါ Olympus ပေါ့နော်ဒါတော်တော်ခစ်မီရဲ့ခစ်အမီဆုံး set ပဲဒါ Evis X1 လို့ခေါ်တယ်နော်ဆိုတော့ဒါကဘာမှလည်းနောက်ဆုံးထွက်တဲ့ model ပဲဆိုတော့ဒီမှာလည်းကျွန်တော်တို့ရှိတယ်ဒါ monitor ဆိုတော့ဒီမှာဆိုရင် set မှာတက်ထားတဲ့ခါဒီဒါဥမာကြီးမှန်မြောင်းပေါ့နော်ဒါ colonoscope လို့ခေါ်တယ် colonoscope ကတော့ပြောရမယ်ဆိုရင်ခုနကျွန်တော်ပြခဲ့တဲ့အစာအိမ်မှန်မြောင်းနဲ့ရှင်လို့ရှိရင်ဒီ scope ကပို့ပြီးတော့ရှည်တယ်ပို့ပြီးတော့တုတ်တယ်နော်ဆိုတော့ကျွန်တော်ရဲ့လက်ညှိုးတော့ရှိမယ်နော်ပြီနော်ဆိုတော့ခုနအစာအိမ်မှန်မြောင်းဆိုရင်3 ပေ100 cm ရှိတယ်ဒီ colonoscope ဆိုလို့ရှိရင်160 cm ရှိတယ်ပေါ့နော်โอเคဆိုတော့ဒါဆိုရင်ဒါဒီ set ဆိုရင်ဒါမေးစေး machine ပေါ့နော်ဆိုတော့ဒါလူနာကိုကျွန်တော်တို့ scope ကြည့်နေတဲ့အချိန်မှာမနာအောင်မကျင်အောင်ပေးထားမယ်မေးစေး machine နော်မေးစေးပေးတဲ့ set ပေါ့နော်ဆိုတော့တောက်လျှောက်လူနာရဲ့သွေးခုန်နှုန်းတွေ pressure တွေဒါတွေကိုစောင့်ကြည့်နေမယ်monitoring machine ရှိတယ်ပေါ့နော်ဒါ scope တစ်ခုရဲ့ဟာနောက်ပြီးလို့ရှိရင်ဒီ set ဆိုလို့ရှိရင်ဒါဆိုပါလဲဆိုလို့ရှိရင်ဟုတ်လားကျွန်တော်တို့ကမှန်ပြောင်းကြည့်ရင်လည်းအထက်မှာအသဘိုးတွေတွေ့တယ်ဖြတ်မှပြူရမယ်နော်ယောဂါတွေတွေ့တယ် biopsy ယူမယ်သွေးထွက်နေတဲ့ဟာတွေကိုကျွန်တော်တို့ကောင်းအောင်လုပ်မယ်ဆိုရင်ဒီလိုမျိုးdiathermy လို့ခေါ်တဲ့ energy device တွေလိုတယ်ပေါ့နော်ဒါဆိုရင် RB ပေါ့နော် RB set ဆိုတော့ဒါဆိုရင်လည်း endoscope မှာသုံးတဲ့အဓိကကျတဲ့စက်ပစ္စည်းတွေပေါ့နော် okay ရအခုဆိုရင်ဒါဆီယာမပေါ့နော်ဒီသူနာယူဆီယာမဒီ scope ကိုတက်နေတယ်ပေါ့နော်ဆိုတော့ဒါဆက်နဲ့ချိန်နေတဲ့အပိုင်းပြီးရင်သူပါတက်လဲဆိုလို့ရှိရင်နော် suction တို့နော်လေထွက်တဲ့အပေါက်ရေထွက်တဲ့အပေါက်ဒါတွေကိုကျွန်တော်တို့တက်ရတယ်ပေါ့နော်ဒါကျွန်တော်တို့မမြောင်းကြည့်မယ်ဆိုလို့ရှိရင်ဒါဆီယာမတွေကကျွန်တော်တို့ကိုလုပ်ပေးတာပေါ့နော်ဒီအချိန်မှာလူနာကိုလည်းမေးစေးဆရာအောင်ကသူ့ဘာလို့အိပ်ပျော်အောင်လုပ်ပေးမှာပေါ့နိဒါဆိုခုဆရာမဂိုင်းထားတာဆိုရင်ဒါ colonoscope ပေါ့နော်ဒါဆို monitor ကလည်းပေါ်နေပြီပေါ့โอเคဒါရနော်ဆိုတော့ဒီဟာဆိုရင်ဒါကျွန်တော်တို့ဥမာကြီးကိုကြည့်မဲ့ဥမာကြီးမှန်ပြောင်းနော်colonoscope ပေါ့နော်ဆိုလို့ရှိရင်ဒီအပိုင်းဒီခုနကျွန်တော်ပြောခဲ့သလိုဒါဒီကျွန်တော်တို့အပေါ်အောက်ဘေးဘယ်ညာเนาะအကုန်꿰လို့ရတယ်ဒီအပေါ်အောက်ဘယ်ညာ꿰တာကိုဒီကျွန်တော်ရဲ့ဘယ်ဘက်လက်မှာဒီ die လို့ခေါ်တဲ့ခလုတ်တွေရှိတယ်เนาะဆိုတော့ဒီ die လို့ခေါ်တဲ့ခလုတ်တွေ ਨੇ ကျွန်တော်ကလူရဲ့ဥထဲမှာကစားသွားပြီးတော့ကြည့်မှာပေါ့เนาะဆိုရင်ဒါဆိုရင်ဒါမှန်မြောင်းရဲ့အပြော့အမာကိုကျွန်တော်ကြိုက်တယ်လို့ချိန်လို့ရတယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့အသားစားယူမယ် walking channel လို့ခေါ်တယ်เนาะအသားစားယူမယ် polyp ဆိုတော့အသဘိုးတွေတွေ့ရင်ကျွန်တော်တို့ကဒီကနေပြီးတော့အကု
ကုန်လုံးဖြတ်ထုတ်မှာပေါ့နော်ဆိုတော့ဒါ scope ကျွန်တော်မီတစ်ချက်ဖွင့်ပြမယ်နော်ကျွန်တော်ဖွင့်ဆိုရင်ဖွင့်လိုက်မီတစ်ချက်ဖွင့်ပြပါအောင်လူရဲ့ဦးထဲမှာဆိုရင်တော့ဘာမှောင်မဲနေမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီမီးရလေဒါ scope မှာအရင်အရေးကြီးတဲ့အပိုင်းဖြစ်တယ်နော်ဆိုတော့ okay အခုဆိုရင်ကျွန်တော်တို့ကဒါလူနာရှိမှာပေါ့ဗျာလူနာကဒီမှာဘေးဆောင်အိတ်နေရဆိုရင်ကျွန်တော်တို့ကလူနာရဲ့ဒီ ANS ဆိုခေါ်တဲ့စိုးကိုပေါက်တယ်ကိုထိုးပြီးတော့ကျွန်တော်တို့ကဒီမှန်ပြောင်းကိုဒီ monitor ကနေတစ်ဆင့်ကြည့်မှာပေါ့နော်ဆိုတော့ scope ကြည့်ရင်ဘယ်လိုမြင်ရမလဲဆိုတော့သူကလုံးဝအသေးစိတ်မြင်ရတဲ့အခြေအနေရှိတယ်အဲ့ဒါကိုကျွန်တော်လက်ကိုတစ်ချက်ကြည့်နော်ဆိုတော့အခုဆိုရင်ဒီ scope ကိုကျွန်တော်လက်ကိုလူရဲ့ဦးလို့သဘောထားမှကြည့်နော်ဒီမှာ monitor ကိုကြည့်ရင်နော်တကယ်ကိုကျွန်တော်ရဲ့လက္ခဏာလေးတွေကအစအကုန်လုံးမြင်နေရတာကိုတွေ့ပြီနော်သေးလေးတွေအရေးအကြောင်းလေးတွေကအစအကုန်မြင်နေရမယ်ထို့အတူပဲကျွန်တော်တို့ဦးထဲမှာကြည့်ရဆိုရင်လည်းဦးထဲမှာရှိတဲ့နော်ဦးနံရံတွေကိုအသေးစိတ်အေချာမြင်ရမှာဖြစ်မယ်ဒါဆိုအခုဒါကျွန်တော်ရဲ့လက်ထဲမှာကြည့်နေတာပေါ့နော်ဒါတော့ဥပမာပေးတာပေါ့ဒါတော့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကြည့်တဲ့လူတွေအနေနဲ့ကျွန်တော်တို့မှန်ပြောင်းကြည့်တယ်ဆိုတာဟာဘယ်လိုကြည့်ရတယ်ဘယ်လိုစက်ပစ္စည်းတွေကိုသုံးတယ်ဘာပစ္စည်းတွေလိုအပ်တယ်ဆိုတာကိုသဘောပေါက်လောက်ပြီလို့ကျွန်တော်ပြောနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်